ဟိုလုံခဲ့တဲ့နှစ်များစွာပေါ့အမဒီဆိုင်ဖွင့်တဲ့ခါကျတော့အမတို့ရွှေဆိုင်စိန်ဆိုင်ပေါ့လေရွှေကကိုက main အတိကပေါ့ကိုကရွှေဆိုင်ပေါ့စိန်ကကြတော့ဒီလိုမျိုးပေါ့လေအရန်ပေါ့ဒီလိုမျိုးပါတဲ့ခါကျတော့ဖွင့်တဲ့ခါကျတော့ဒီလိုပဲကိုကဒီလိုပဲအယောင်းလဲနဲ့လုပ်တယ်အဲ့ဒီခက်ကဆိုရင်10-15အလဲရောင်းပါလေเนาะ15ရာခိုင်နှုန်းတို့10ရာခိုင်နှုန်းတို့ဒီလိုမျိုးလေးသိလား10လဲရောင်း15ဒီလိုမျိုးလေးပေါ့လीเนาะ10 15ခက်ပေါ့အဲ့လိုမျိုးခက်မှာအဲ့တော့ 10% ပဲထားပါတော့ကိုက 10% ဆိုပြီးတော့မှဒီလိုလုပ်တဲ့ခါကျတော့အဲ့မှာမိတ်ဆွေတယောက်ကဘာပြောလဲဆိုတဲ့ခါကျတော့သူကတဲ့တရုတ်တန်းကဆိုင်ဒီဇိုင်မှာတဲ့တရုတ်တန်းကလည်းဆိုင်တိုင်းစီမဟုတ်ပါဘူးเนาะတရုတ်တန်းဆိုင်ဒီဇိုင်မှာလုပ်နေကြတဲ့အဲ့တော့တရုတ်တန်းဆိုင်ဒီဇိုင်မှာလုပ်နေကြဆိုအဲ့ဒီဆိုင်ကတဲ့သူ့ကိုတဲ့အရောအတွက်နေတဲ့စိန်ဘိုးနဲ့ကာလာပေါက်စည်းစိန်ဘိုးကိုပြန်ပေးမယ်အရောအတွက်ဒီအရောအတွက်လက်ခရှုံးမယ်ရွှေကိုလည်းပေါက်စည်းတိုင်းပြန်တွက်ပေးမယ်ဆိုပြီးတော့မှပြောတယ်တဲ့နော်ဆိုတဲ့ခါကျတော့အဲ့ဒါဆိုရင်ねပေါက်စည်းအတိုင်းရတာပေါ့တဲ့မနေ့ကလည်းဒီမှာ comment လေးမှာတွေ့တယ်ပေါက်စည်းအတိုင်းမရအောင်ဆိုရင်နစ်နာတယ်ပေါ့ဆိုတဲ့ comment လေးတစ်ခုတွေ့တယ်နော်ဆိုတော့နစ်နာတယ်ပေါ့လို့ဆိုတာကအမားတို့တွေပုံမှန်အခြေအနေအားဖြင့်ဆိုရင်ရွှေဈေးကအရင်တည်းကရွှေဈေးက9000သိန်းတက်ဖို့ဆိုတာအင်မတန်ခဲရင်ပါတယ်အခုကတော့တိုင်းပြည်ရဲ့အခြေအနေကဘာရဲ့အခြေအနေကြောင့်မလို့ခုနလိုပေါ့မတည်ငြိမ်နေတဲ့သဘောမှာမလို့မတည်ငြိမ်တဲ့သဘောလေးဆိုသလိုပဲနော်မတည်ဒါကတော့ရည်စရာဟာအတော့ပြောတာပါမတည်ငြိမ်နေတဲ့သဘောမှာဖြစ်တဲ့အတွက်ကြောင့်မလို့အတက်ချမ်းနော်ပြောပါဦးလားမနေ့ကဆို36သိန်းထိတက်သွားတယ်25သိန်းထိပြန်ဆင်းတယ်ဆိုတာယူလောက်စီအတက်အကျကြီးတွေလေနော်အခုကတစ်ခါခုံရင်9000သိန်းနဲ့ဒီလိုလေးခုံတာပေါ့ဆင်းရင်လည်းဒီလိုပဲပြန်ဆင်းသွားတာပေါ့လေနော်ဆိုတော့စိန်ကျိုးကရွှေဘလောက်ပါလေတဲ့စိန်ကျိုးကရွှေတင်ရော့တစ်ကျန်းနဲ့2ပဲစိန်ကကျတော့ 0.68 ကလပ်ပါတယ်နော်ဆိုတော့အဲ့တော့အတက်ချမ်းအကျချမ်းဖြစ်နေလို့ဒါရဲ့ဖြစ်တာအဲ့တော့ stable မှာစဉ်းစားကြစို့နော် stable မှာစဉ်းစားကြစို့ stable မှာစိန်ကရွှေကကျမတို့9000သိန်းတက်ဖို့ဆိုတာခဲရင်းနဲ့ stable မှာစဉ်းစားကြစို့ stable မှာစဉ်းစားမယ်ဆိုရင်ခုနကဆိုင်ကအရော့အတွက်လက်ခနဲ့သူကကာလာပေါက်ဈေးပေးတယ်လို့ပြောတယ်โอเคနော်ရွှေလဲကာလာပေါက်ဈေးပေးမယ်စိန်လဲကာလာပေါက်ဈေးပေးတယ်ကျမတို့ကတော့ညီတို့ပင်ဆိုစီကမှု percentage နဲ့သွားတယ်နော် 10% ကြိုက်တဲ့အချိန် anytime နော်ရေမွေးမဟုတ်ဘူးနော်ကြိုက်တဲ့အချိန်လာပြန်ရောင်း 10% သိန်း100လောက်ထားရင်သိန်း90ပြန်ရမယ်ဒါကလုံးဝဒါကအတိအကျနော်တတ်မှတ်ချက်ထားပြီးသားအဲ့တော့ကိုဝစ်တဲ့ဂျွန်းထိုးဝစ်ဒုံးပေကတ်တက်ဝစ်ဘလို့ဝစ်မောက်ဝစ်လှမ်းဝစ်ဘလို့ဝစ်အချိန်တန်လို့ငါဒီပစ္စည်းမကြိုက်တော့ဘူးသွားပြန်ရောင်းနေဆိုသိန်း90သေးစားပေါက်ပြန်ရမယ်ပိုရှုံးမာလားပိုရော့မာလားဟိုအားကျတော့အရှင်ဖြစ်နေတယ်သူကတော့ပြောတယ်နင်းကိုကာလာပေါက်စီပြန်ပေးမယ်လို့ပြောတယ်အဲ့တော့ तू ကကျမစီမှာမလုပ်ဘူး तू ကအဲ့ဒီဆိုင်ကနေလောက်လာတယ်ကျမစီကတဲ့ 10% နှိမ်လို့မလို့တဲ့ तू ကတဲ့ကာလာပေါက်စီနဲ့ပြန်တွက်ပေးမယ်ဆိုင်ကနေတဲ့ तू ကလုတ်ခဲ့တယ်ကျမကိုလာချီမိုးတာပေါ့โอเคဒါဆိုရင်လို့အမားလို့ပြန်ရောင်းတဲ့အချိန်ကြလို့ရှိရင်ကျမကိုတစ်ချက်ပြန်ပြောလို့เนาะဒါမှမဟုတ်လို့အမရေလို့တိရအောင်လို့မလို့အခုဒါဆိုအမဒီပစ္စည်းကဒီဈေးပေါ့เนาะအမတဘောဟို example သိန်း100ပေါ့ကျမစီမှာဆိုသိန်း100နဲ့ပစ္စည်းဆိုအမ10သိန်းရှုံးမယ်အမသိန်း90ပြန်ရမယ်ပေါ့အမအခုဒီမှာလုတ်ခဲ့တယ်သိန်း100ကြတယ်ကျမနဲ့ရောင်းစေးချင်းတူတယ်ဒီပစ္စည်းတန်ဖိုးချင်းပါဝင်တဲ့နှုံးချင်းတူမှာသူကအမကိုသိန်း100နဲ့ရောင်းလိုက်တယ်ဒါပေမဲ့အမကိုသူကကာလာပေါက်ဈေးတွေနဲ့ပြန်တွက်ပြီးမယ်လို့ပြောလိုက်တယ်မဟုတ်လားလို့ကျမကတော့အခုချက်ချင်းဝယ်ပြီးချင်းပြန်ရောင်းလဲကျမသိန်း90ပြန်ပေးလိုက်မှာပြန်ဘဲချင်းရောင်းကျမသိန်း90ပြန်ပေးလိုက်မှာအဲ့တော့အမဒီပစ္စည်းရဲ့တန်ဖိုးအမအခုတွက်လို့ရသလားဆိုတော့သူစီပြန်သွားရင် तू အားတဲ့ဟိုဖြစ်မှာပေါ့တဲ့ကျမဘောက်ချကြည့်လိုက်တာနဲ့ तू ဘယ်လောက်ရှုံးတော့မလဲဆိုတော့ကျမသိနေပြီဒါပေမဲ့ဧည့်သည်ကမသိဘူးအဲ့တော့ကျမသူ့ကိုဘာပြောလဲဆိုတော့အချင်းနေလေးသိရအောင်လို့အမတကယ်မရောင်းနဲ့ရောင်းမယ်လို့တနေ့နေ့ကြုံနေနေကြရင်အဲ့ဒီဆိုင်ကိုသွားဒီပစ္စည်းရောင်းကျင်နေဆိုပြီးတွက်ခိုင်းကြည့်ကြည့်လို့ဆိုတော့ရွှေချင်းအယောအတွက်စိန်ချင်းစိန်တန်ဖိုးပေါ့လက်ခအယောင်တင်ကပါလာရီနော်ပါလာရီအဲ့တော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့တေချာပေါက်လက်ခမရဘူးလက်ခဆိုတာကျမတို့900 1000ယူတဲ့ခင်မှာလက်ခကိုတောင်းနဲ့ချီသိန်းနဲ့ချီပြီးယူထားတာလက်ခဒီပစ္စည်းကနားမလည်ဘူးလေဝယ်သူကလက်ခ9000လက်ခ9000မရတော့ဘူးအဲ့လက်ခ9000ပြုတ်ဟုတ်ပြီနော်ကျမခုန10သိန်းမှာကျမသူ့အသိန်း100မှာ10သိန်းမှာလက်ခ9000ပြုတ်လုံးဝမရအောင်အဲ့ဒါတွက်တဲ့ထဲမှာမပါဘူးလက်ခ9000ပြုတ်အယောင်တင်က9000 8000ပြုတ်အမှန်ရင်3သိန်းလောက်ကပြုတ်သွားပြီဘာမှမတွက်ရသေးဘူးရွှေဘိုးတွေစိန်ဘိုးတွေဘာမှမတွက်ရသေးဘူးပြုတ်သွားပြီအဲ့တော့ရွှေဘိုးလာပြီတွက်ပြီအယောတွက်ပြုတ်မရဘူးအယောတွက်အပေါ်ကရွှေတန်ဘိုး
တွက်တယ်ရွှေတန်မိုးပေါက်စည်းတွက်ပြီးတယ်ရွှေတန်မိုးယူထားတာကရွှေက10ပဲကိုရောတော့က10ပဲလောက်ယူထားတယ်ရွှေ10သိန်းရောတော့10သိန်းတဘောကကြမယ်ဆိုရင်ရွှေ3သိန်းရောတော့3သိန်းရွှေတန်မိုးနဲ့ရောတော့တန်မိုးနဲ့ဇာတူယူထားတာပြီးတယ်လေ तू ကပေါက်စည်းဟုတ်လားရွှေစည်း3သိန်းတက်အောင်တော့ तू ကဇာတူယူထားပြီးသားဒီပစ္စည်းရဲ့တန်ဖိုးဇာတူတာအဲ့တော့အပေါ်ကရွှေတန်ဖိုးပေါက်စင်းနဲ့တွက်လိုက်တယ်ဗလားစိန်ပေါက်စင်းသူ့ပါစက်ထဲမှာနေစိန်ပေါက်စင်းอ่ะအဲ့တော့သူတို့ဝယ်ရင်းစည်းအတိုင်းပဲစိန်ပေါက်စင်းကိုပြန်ပေးရဆိုပါစို့စိန်ပေါက်စင်းအတိုင်းစိန်တန်ဖိုးပြန်ရမယ်ခုနကအယောအတွက်မှာတည်အောင်ရှုံးထားပြီးပြီခုနကလက်ခမရဘူးအယောင်တင်ကမရဘူးအဲ့တော့ပြန်လဲတွက်လိုက်ကောအဲ့ဒီပစ္စည်းက83သိန်းလောက်ပဲရတယ်အဲ့မိမနှစ်ဖူးပေါ့အဘာဆိုအဲ့ကြတော့မှနော်အကုန်လုံးရှိသမျှဖျားတွေမကယ်နိုင်တော့ဘူးနော်ရှိသမျှဖျားတွေမကယ်နိုင်တော့အဲ့ကြတော့မှကျမစီပြန်လာပြီးတော့မသိနဲ့ဒါကတဲ့ဘလိုတွေဖြစ်လို့တွေသူကတဲ့အဲ့ဒါတွေကျမ83သိန်းပဲပြီးတယ်တဲ့ဘလိုတွေတွက်လိုက်အမပေါင်ချကြည့်နေရကျမသိတယ်ဓာရီဟာပြန်မရဘူးဓာရီဒီမှာယူထားတဲ့အရောတွန်းအမကိုရွှေတန်မိုးရွှေရပေါင်စင်းနဲ့တွက်ပေးဆိုအမရွှေ9000တက်အောင်တော့တစ်ချက်သားကိုကျမတို့အဲ့ခက်ကရွှေ9000တက်ဖို့ဆိုတာမလွယ်ဘူးရွှေမတစ်ခါတက်ရင်3-4 5000တက်တာလေအမရွှေ9000တက်မှအမတစ်ချက်သားလုံးမှ9000ရမှာလေအမ तू ကရွှေကအမပါတာရွှေ10ပဲ तू ယူထားတာရောတော့က10ပဲနီးပါးဖြစ်နေပြီအဲ့တော့တန်ဖိုးတူဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အမရွှေ10သိန်းကနေရွှေသိန်း20တက်သွားမှာပဲအမဒီပစ္စည်းဟာအရင်ရမှာဆိုတော့မှလေအော်ဆိုပြီးဖြစ်တယ်အဲ့ဒီတော့ကာလပေါက်စည်းပေးရင်ဝယ်သူတွေကမနစ်နာဘူးပေါ့လို့ပြောတဲ့သူတွေကိုကျမကရှင်းပြတာအမျက်လိုချင်လို့အလုပ်လုပ်ကြတဲ့နေရာမှာ different တော့ရှိမယ်အနေအချင်းအဲ့ different က stable ဖြစ်ပြီးတော့မှ transparency ဖြစ်တဲ့ different နဲ့ယူမလား transparency မဖြစ်ဘဲနဲ့ပြီးတော့မှဘာမှလုပ်လို့မရတော့ဘဲနဲ့သူတို့ပြောတဲ့အတိုင်းကိုဘင်းလက်ခံမလားစဉ်းစားဟုတ်ပြီနော်ဆိုတော့ကာလပေါက်စည်းဆိုတဲ့နေရာမှာအဲ့ကာလပေါက်စည်းရဲ့တတ်မှတ်ချက်ဟာဘယ်နေရာမှာဘုံနဲ့ကြီးညာထားတာရှိတယ်လဲဟုတ်လားစိန်စည်းစိန်တရတီဘလောက်လို့ဘယ်နေရာမှာဘုံနဲ့ကြီးညာထားတာရှိလဲဘယ်မှာရှိနေလဲစိန်တရတီဟုတ်လားအဲ့တော့တရတီကိုကျမဆိုအခု average 23သိန်း25သိန်းစသဖြင့်ဒီလိုမျိုးနဲ့ကျမခံမှန်းနဲ့တွက်ပြထားတယ်အဲ့ဒီမှာတော့မှအရေးအသွေးလေးနည်းနည်းလေးတရေကွာဆိုရင်ဈေးလေးတွေကဒီလို9000သိန်းကွာဆိုတာလေးတွေရှိတယ်ကျမတို့က reveling အနေနဲ့ပဲတွက်လိုက်တာကျမပြောတာသဘောပေါက်လားအဲ့ဒီတော့ဘယ်လိုပဲဖြစ်ဖြစ် percentage နဲ့အယောင်းဝယ်လှုပ်ချင်းဟာဝယ်သူအတွက်တာတယ်ကာလတူမှာလည်းအဆင်ပြေတယ်အားလုံးကတိတ်ကာလရှည်ကြီးလည်းမရှိကြပါဘူးဒီထဲမှာပဲလဲနေတာကနာမငိမ်အမားစိန်အမလေးတချို့ဆိုယူထားတဲ့အရေးကြတော့လားမကုန်သေးဘူးရှင်းရဟာတော့အရင်မကြေသေးဘူးဟိုဟာနဲ့ဒီဟာနဲ့လဲမယ်မရောက်သေးဘူးနော်ပစ္စည်းကလည်းကိုယ့်လက်ထဲအောင်မရောက်သေးဘူးငွေလည်းမကြေသေးဘူးအရေးကြနဲ့ယူထားတာလဲမယ်နဲ့ဒီလိုလဲသွားတာဆိုတော့တစ်ဖက်ကပြန်ကြည့်လို့ရှိရင်ကိုကတရင်ထောင်ထားပြီးသွားရင်ကြိုက်တဲ့ပစ္စည်းကိုအချိန်လဲဝစ်လို့ရတယ်ဆုံးရှုံးမှုမဖြစ်ဘူးပေါ့ကျွန်မခုနပြောတယ်ကျွန်မတို့ကျွဲဝချမ်းသာမှုကိုပြတဲ့ပြရုပ်အနေနဲ့တရင်တော့ထောင်ထားပြီးတော့မှဒီလိုဝေးရတာ transparency ဖြစ်တယ်ဒီလိုမျိုး percentage နဲ့သွားတာအချိန်တိုင်း 9% ဘယ်လောက်ပြန်ရမယ်ဆိုတာတွက်လို့ရတယ်ခုနကလိုမျိုးကိန်းအရှင်ဆိုပြီးတော့မှပေါက်စင်းနဲ့တွက်ပေးမယ်ဆိုတဲ့အရာဟာကျမတို့မမြင်ရဘူးအန်ဆင်းဖြစ်တယ်เนาะအဲ့တော့ဒါလေးကိုကျမအားနေချက်အားသာချက်လေးကိုသုံးသက်ပြတာတချို့ကကြတော့သဘောမပေါက်လို့မလို့ဒါလေးကိုတေးသေးချာချာလေးသုံးသက်ပြတာကျမတော့ကြိုက်တယ်ဒီလိုမျိုး percentage နဲ့သွားတာကိုအဲ့ဒီမှာဆိုင်ရှင်တွေကအခုဘယ်လောက်ကောင်းလဲအရေးချနဲ့ဝယ်လို့ရတယ်ဒီနေ့ဝယ်လိုက်တယ်အရေးချနဲ့ဝယ်လိုက်တယ်အားသာချက်ပြောပြမယ်ပြန်ရောင်းတော့တာရင်ငါတို့ကရွှေစည်းတက်တာဘလို့တို့ဘယ်ချမ်းသာတို့ ਨੇ အခုကျမတို့ကအရေးချနဲ့ကျမတို့ပြီးခဲ့တဲ့ဘက်ကဆိုလဲဒီလိုပဲစိန်ကြိုးတွေဘာတွေညာတွေအခုဒါနဲ့ရောင်းလိုက်တယ်အခုရွှေစည်းဒီနေ့85သိန်းမှာအခုဒီဥစ္စာလေးကို83သိန်းနဲ့ရောင်းတယ်ရွှေစည်းနောက်နေသိန်း80ဖြစ်သွားပြီ83သိန်းနဲ့ကျမတို့ဝယ်ထားတဲ့သူကဟေးရွှေစည်းတက်သွားလို့ငါတို့ဈေးတက်မယ်နော်နေငါ့ကို3သိန်းပို့ပေး5သိန်းပို့ပေး तू ပေးမှာလားတချို့ဆိုရင်3လအရေးကြ6လအရေးကြယူတဲ့အချိန်မှာရွှေစည်းကသိန်း20လောက်ဟသွားတယ်တိုးပြီးပေးလားဟဲ့ငါတို့ဝယ်ထားတော့ကနဲ့ရွှေစည်းကပြောင်းသွားလို့မလို့နင်တို့ငါတို့ဟာကိုတိုးပြီးတော့မှတွက်ယူလို့ဘယ်သူကတွက်ခိုင်းလဲမတွက်ခိုင်းဘူးနော် confirm ပဲဒီဥစ္စာမှာပဲ fix ပဲဒီလိုပဲပေါ့အယောင်းလဲမှာကျမတို့ percentage နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့တက်ချင်းကြချင်းတွေကိုကျမတို့စဉ်းစားစရာမလိုကျမတို့ရဲ့ပေးချေရတဲ့ငွေပေါ်မှာပဲ fix ဖြစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မနစ်နာပါဘူးဝယ်ပြောပါတယ်စိတ်ချလက်ချနဲ့ဝယ် transparency ဖြစ်တယ်နော်ဘာမှမထွေပြား